ဒီလောကမှာသင်အတွက်အသက်ခံပေးမဲ့သူမရှိဘူးဒီလောကမှာသင်အတွက်အသက်ပေးမဲ့သူမရှိဘူးဒါပေမဲ့သင်ကိုအသက်ပေးပြီးအသက်ခံတဲ့သူတယောက်တော့ရှိတယ်အဲ့ဒါယေရှုခရစ်တော်ဘုရားသခင်ပဲဖြစ်ပါတယ်တကယ်လို့များသင်ဒီယေရှုခရစ်တော်ကိုသင်ဘဝမှာမရသေးဘူးဆိုရင်ယေရှုခရစ်တော်ကိုသင်ဘဝမှာဖိတ်ခေါ်စေခြင်းတယ်ဘာကြောင့်မို့လို့လဲဆိုတော့ယေရှုဟာတည်သွားတဲ့ဘုရားမဟုတ်ပါဘူး၃ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်တဲ့ဘုရားသခင်ဖြစ်ပါတယ်ဒါကြောင့်မို့လို့သူဟာဒီနေ့ထိတိုင်အောင်အသက်ရှင်တယ်သင်ဖိတ်ခေါ်မယ်ဆိုရင်သင်နှလုံးသားထဲမှာဝင်ရောက်ပြီးနေရာယူမှဖြစ်တယ်ဒီအရာကပုံပြမဟုတ်တန်တာရီမဟုတ်ဓမ္မတရားဖြစ်တယ်ဓမ္မတရားဆိုတဲ့အတိတ်ပဲကဘာလဲဆိုတော့ဒီနေ့ထိတိုင်အောင်အသက်ရှင်တယ်အလုံးလုံးတယ်ဒါကြောင့်မို့လို့သင်ဟာဒါကိုယုံကြည်မယ်ဆိုရင်သင်ဘဝမှာအဲ့ဒီဓမ္မတရားရဲ့တကောကိုသင်ခံစားရမယ်အဲ့ဒီဓမ္မတရားကသင်ဘဝမှာအသက်ဖြစ်လာမယ်အလုံးလုံးလာမယ်ဒါကြောင့်ယေရှုကိုမရသေးဘူးဆိုရင်ကျွန်တော်နဲ့တူတူဖိတ်ခေါ်စေခြင်းတယ်သခင်ယေရှုခရစ်တော်ဘုရားကျွန်တော်ကျမသည်အပြတ်သားဖြစ်တော်လဲကျွန်တော်အတွက်ကားတိုင်းပေါ်မှာအသွေးသွန်းပြီးအသေးခံပေးတော့ကြောင်းယေရှုတင်ပါတယ်ဒီနေ့ကစားပြီးကိုရောကိုကျွန်တော်ဘဝထဲမှာကယ်တင်ပိုင်ရှင်အသက်သခင်အဖြစ်ဖိတ်ခေါ်ပါတယ်ဝင်ရောက်အိုးဆိုးရဲ့နေရာယူတော်မူပါယေရှုကျွန်တော်ရဲ့ဘဝမှာနေရာယူပါကိုရောဟာအသက်ရှင်တဲ့ဖခင်ဖြစ်တယ်ဆိုတာကျွန်တော်ယုံကြည်တယ်ကိုရောအတွေ့တော်အဖြစ်ကျွန်တော်ဒီဖြောင့်မတ်တော်သူတန်ရှင်းတော်သူကျမ်းမာတော်သူလွတ်မြောက်တော်သူပြည့်စုံတော်သူပြန်ဖြစ်ခွင့်ရပြီကိုရောကိုယေရှုတင်တယ်ဒီနေ့ကစားပြီးကျွန်တော်အထက်ကနေအသက်ရှင်တော်မူပါကိုရောပေးတဲ့ဘဝမှာရှောက်လန်းရတဲ့သူဖြစ်စေပါနာမတော်ကိုချီးမွမ်းလက်ယေရှုဖခင်နာမ၌စက္ကအနံ့ရဲ့ဆုတောင်းပါ၏အာမင်